အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ Happy Pup နဲ့ပတ်သက်ပြီးတော့ဒုတိယပိုင်းကို Pup 2ကိုတွားကြမယ်ဆိုတော့ဒီကနေ့ခေါင်းစဉ်ကတော့ subject နဲ့ Pup to have တွဲခြင်းပဲဖြစ်ပါတယ်ဆိုတော့ subject အုပ်စု၃စုနဲ့နော် Pup to have တွေနဲ့ဘယ်လိုကင်းညီအောင်အမှန်ကန်တွဲကြမလဲဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဆိုတော့ဒီနောက်မှာကျွန်တော်ကြိုပြီးတော့ plan ခံချင်တာကလေဆိုတော့ဒီ Pup to have တွေရဲ့ uses တွေအသုံးတွေနော်ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီသင်ခန်းစာမှာအခြေတုံးပါလာအောင်မဟုတ်သေးပါဘူးခုလောလောဆယ်ကတော့subject နဲ့ကင်းညီအောင်တွဲဆက်ပုံတွဲဆက်နည်းလေးပဲဖြစ်ပါတယ်စလိုက်ရအောင်နော်ဟုတ်ပြီဆိုတော့ဒီဇာတ်လေးကြည့်လိုက်မယ် subject အုပ်စုမှာကျွန်တော်တို့ထုံးစံအတိုင်းပဲအုပ်စု၃စုခွဲပြီးတော့လေ့လာကြမယ်ဆိုတော့ပထမဆုံးက I ဟုတ်ပြီ I နဲ့တွဲမယ် Pup to have ပပနေတဲ့က HAV have ဆိုတဲ့အများကြီးတွေ့မယ်အဲ့တော့ဒုတိယအုပ်စု he she it တခုကေနော်သူနဲ့တွဲမှာက Pup to have ပပနေက HSS ဆိုတဲ့တခုရင်းတဲ့ဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအုပ်စု we you they အများကြီးနာနေနဲ့ကတော့နော်ကျွန်တော်တို့ HAV have ဆိုတဲ့အများကြီးနဲ့တွဲမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွဲပြီးဆိုကြည့်အောင်နော် I have he has she has it has တခုကိန်းနာ has we have you have they have အများကိန်းနာ have ဟုတ်ပြီဆိုတော့ Pup to have ရဲ့ Pup to မှာ hat had ဒီလိုမျိုးပဲတွေ့ရမယ်ဆိုတော့ဒီမှာ hat ကိုဟုတ်လား subject တွေအားလုံးနဲ့တွဲလို့ရတယ်ဆိုတဲ့ပုံစံနဲ့ပါစရာမှာဟုတ်လားမြင်နေပါလိကန်တမထားတော့ပါဘူးဆိုတော့ဘာလို့တွဲလို့ရတယ်ဆိုတာဆရာမနေ့ကသင်ခန်းစာမှာလည်းပြောခဲ့ပါသေးတယ်အင်္ဂလိပ်စာရဲ့ verb form တွေရဲ့ past tense form တွေနော် verb 2ပုံစံတွေမှာသူတို့မှာ singular plural ဆိုတဲ့တခုချင်းအများကြီးတရားနေမရှိတော့ဘူးဒါကြောင့်သူတို့မှာ game မရှိတော့တဲ့အတွက်ကြောင့်သူတို့ရဲ့ရှေ့မှာဟုတ်လားဘယ် subject ပဲလာသူတို့ဟာတွဲလို့ရတယ်ဆိုတဲ့အနေအထားဖြစ်ပါတယ် okay ကဲဒါဆိုရင် now ဥပမာလေးတွေလေ့လာကြည့်အောင်နော် okay ဆိုတော့ example number 1 I have a car ငါမှာကာတဗီရှိတယ် I နဲ့ have နဲ့တွေ့ထားတယ် number 2 he has sent the letter သူကစာကိုပို့ပြီးပြီ he နဲ့ has နဲ့တွေ့ထားတယ် number 3 she has done her work သူမကသူ့အလုပ်ကိုလုပ်ပြီးသွားပြီ she နဲ့ has နဲ့တွေ့ထားတယ် number 4 it has been raining all day တနေ့ကုန်မိုးရွာနေတာခုထိပဲဆိုတော့ it နဲ့ hss နဲ့တွဲပြီးရေးထားတယ် number 5 Coco has studied the lessons Coco ကသင်ခန်းစာတွေကိုလေ့လာပြီးပြီ Coco တယောက်တည်းဖြစ်ပါတယ်ဒါကြောင့် hss နဲ့တွဲမှာမှန်မယ် number 6 we have many friends ငါတို့မှာမိတ်ဆွေတွေအများကြီးရှိတယ် we ဆိုတဲ့ subject နဲ့ HAVF နဲ့တွဲထားတယ် number 7 you have already told them about this ခင်ဗျားသူတို့ကိုဒီအကြောင်းပြောပြီးပြီ subject you နဲ့ have နဲ့တွဲထားတာတွေ့ရမယ် number 8 they have made a chair သူတို့က skeleton တစ်လုံးကိုလုပ်ပြီးသွားပြီ subject they နဲ့ HAVF နဲ့တွဲထားတယ် number 9 the students have watered the plants in the garden ကျောင်းသားကျောင်းသူတွေဟာဥယျာဉ်ထဲမှာပန်းတွေကိုရေလောင်းပြီးကြပြီ the students ဆိုတဲ့ကျောင်းသားကျောင်းသူတွေအများကြီးနဲ့ HAVF နဲ့တွဲထားတာဖြစ်ပါတယ်ဆိုတော့ရှေ့မှာရှိတဲ့ subject နဲ့နောက်မှာလိုက်တဲ့ verb နဲ့ကိန်းချင်းညီမနော် formal writing တွေမှာမှန်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျောင်းသားကျောင်းသူတွေအနေနဲ့လေ့လာသူတွေအနေနဲ့ subject နဲ့ verb နဲ့ balance ဖြစ်ဖို့ agreement ဖြစ်ဖို့ကိုက်ညီဖို့အတွက်နော်အထူးသတိထားပါမယ်ဆိုတော့ဒီသင်ခန်းစာမှာတော့ကျွန်တော်ဒီလောက်ပါပဲနောက်သင်ခန်းစာတွေမှာဆက်ပြီးတော့ဆုံးကြပါအောင်ဆိုအားလုံးကိုယ်စိတ်နဲ့ပါကျမ်းမှာချွန်လန်းချမ်းမြေ့ကြပါစေဗျာ